Metropolitan Visa Trust နဲ့ဆိုမျိုးပေါ်မှာရှိတဲ့ AI မြေချောင်တက်ကြမယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ sharing လေးလုပ်တော့ပြီးတော့မှာဖြစ်ပါတယ်ရှင် Hello 여러분 안녕하세요. 제가 광주리 학교 캠퍼스 2의 채널 사람ဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ 제가 여러분도 Metropolitan Visa Trust နဲ့ဆိုမျိုးပေါ်မှာရှိတဲ့ AI မြေချောင်တက်ကြမယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ sharing လေးလုပ်တော့ပြီးတော့မှာဖြစ်ပါတယ်ရှင် Visa ရဲ့ဆက်လက်ကောင် Human နဲ့တက်တာတဲ့ Metropolitan Visa Trust အကြောင်းကိုအများကြီးမပြောပြလည်းပဲHuri 여러분တို့သိကြပြီးသားဖြစ်မယ်ထင်ပါတယ်ရှင်ဒီခု Huri Hakyo ကနေပြီးတော့ထပ်မံချိတ်ဆက်ထားတဲ့တက္ကသိုလ်တစ်ခုကတော့ဆိုမျိုးပေါ်မှာရှိတဲ့အမျိုးသမီးတက္ကသိုလ်ဖြစ်ပြီး major အနေနဲ့ရွေးချယ်ရမယ်ဆိုလို့ရှိရင် Artificial Intelligence major ကြီးဖြစ်ပါတယ်ရှင်ခုလို major ကို Metropolitan Visa Trust နဲ့ရှောက်လို့ရမှာဆိုတော့ Visa အလွန်ကောင်းမွန်ပြီးတော့ Human နေလဲတဝက်ကျော်ကျော်တက်တာမှာဖြစ်ပြီးတော့ကျောင်းဘက်ကနေလည်း VC ရဲ့ချပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ Visa ပို့ခင်အတွက်စိတ်ပူစရာမလိုပါဘူးရှင်ခြေခံလိုအပ်ချက်တွေကတော့အထက်တန်းအောင်လက်မှတ်ရှိရပါမယ်ရှင်ကိုရီးယားစာအရေးအချင်း Topic 1 Level 2နဲ့ရှိရပါမယ်ရှင်ပြီးတော့ main ကလေးကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသမီးတွေပဲရှောက်ထားလို့ရပါမယ်ဖြစ်ပါတယ်ရှင်ကျောင်းလက်ခအနေနဲ့ first semester အတွက်ကို139တိန်ကျတက်မှာဖြစ်ပြီးတော့Topic level ပေါ်မူတည်ပြီးတော့ scholar 20% နဲ့ attach ရှိမှာပဲဖြစ်ပါတယ်ရှင်။ကျောင်းအတွင်းမှာလည်းပဲအဆောင်နေထိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ရောဝန်တို့အနေနဲ့နိုင်ငံခြားမှာကျောင်းတက်မယ်လို့စဉ်းစားထားရင်ကတော့တောင်ကိုရီးယားလိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်တဲ့ကိုရီးယားနိုင်ငံရဲ့အစစ်မြစ် AI မြေချားကလည်းပဲလူကြီးမင်းတို့စဉ်းစားတဲ့မြေချားတွေထက်ကတစ်ခုပဲဖြစ်ပါတယ်ရှင်။